ဆင်းရဲကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေခြုံပြစိတ်နေပုံပြဆိုပြီးကဲ့ရဲ့တတ်ကြတယ်အဲ့ဒီလူနေခြုံပြစိတ်နေပုံပြလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူးလူနေပုံပြစိတ်နေခြုံပြသမားတွေကပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါလေဒါကြောင့်လူနေခြုံပြစိတ်နေပုံပြဒီလူစားကိုသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါလူနေပုံပြစိတ်နေခြုံကြားသမားကိုအာမကိုးပါနဲ့ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထားပြီးအတိတရားနဲ့တတိထားကရှောင်ရှားပါသူ့မှာမကောင်းတာလုပ်ဖို့အတွက်စွမ်းရည်အပြည့်အစုံရှိနေပါလိမ့်တရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီကနေ့ချိန်ခါသမယကံသမားနဲ့ဉာဏ်သမားတို့ရဲ့ဘဝနှိုင်းရှင်ပြရရင်ကာမတက္ကရဉာဏ်လောက်နဲ့တန်တရားလမ်းလျှောက်နေတယ်တုဂတိခုနှစ်ဌာနအမှန်ရောက်ပြီပဲစခန်းမဆုံးလမ်းမဆုံးလို့ခန္ဓာ၅ပါးရပြီးအိုနာသေးနဲ့နှပန်းလုံးနေရဥမာပါတရားရှိခင်သူတော်စင်သစ္စာအနုလောမဉာဏ်မှတဆင့်ပုထုဇဉ်အတိဘာမှမရှိတော့တဲ့ကုတ္တရဘူဉာဏ်ပေါက်အောင်ဘဝတန်တရားမှာဉာဏ်လန်းကလျှောက်တိုက်ရင်တန်တရားခီးဆုံးမဲ့နိဗ္ဗာန်နဲ့အနည်းဆုံးခီးကိုရောက်နေပြီဖြစ်ပါလေတရားရှိခင်သူတော်စင်ဒါကြောင့်တန်တရားခီးကိုကံသမားကပတ်လန်းကလျှောက်တယ်ဉာဏ်သမားကတော့ဖြတ်လန်းကလျှောက်ပါလေတရားရှိခင်သူတော်စင်ဤသို့ဤနေတန်ဝေကအဖျားပြားရစေရာပြားဖြစ်တဲ့ဒသနတံပရာနီးအဖျားပြားနဲ့အများတသိန်းကိုတရားအလင်းပြမယ်မန္တလမာလဓမ္မတွင်တို့နှလုံးသားကိုလှဆင်ဖို့တရားနာကြောရောက်ပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါလေတရားချစ်ခင်သူတော်စင်ဒီကနေ့လောကကြီးဟာအတွင်တရံတွေတိုးတက်ပြီးအမြင်မှန်တွေကျုပ်ပြက်နေတဲ့လောကကြီးကလောဘကြီးအောင်လုပ်နေပါလေလောဘကြီးရင်ဘုရားရှင်ကလောဘောဇဝိနာတမှုလမ်းနဲ့ပျက်စီးရခြင်းရဲ့မူလအကြောင်းရင်းတရားခါဟာလောဘပဲလို့ဘုရားဟောပါလေဒီလောဘကြောင့်သီလပြည့်တယ်ဒီလောဘကြောင့်ဒီယာဒီတွေပြည့်ရတယ်ဒီလောဘကြောင့်ဒီလောကပြည့်ရတာပါဒါကြောင့်ဒီကနေ့အများပြောနေတဲ့ကဘာကြီးပူနွေးလာရတဲ့အကြောင်းကိုမှတ်စရာရှားကြံကကြည့်ရင်ဒသနတံပရာအသိဉာဏ်ကတော့လောဘဒေါသမောဟတရားတွေစူပွက်ကမူဆိုးလာလို့ကဘာကြီးကလည်းမူပြက်ကအပူကိုးတွေထွက်လာရခြင်းမှာတရားချစ်ခင်သူတော်စင်အဲ့ဒါတရားခံဘာလို့လဲဆိုတော့လောဘပါပဲအဲ့ဒီလောဘတရားဟာပရိမိဖို့ခက်တယ်လို့လောကသားများကလည်းအစိမ့်မိလို့အသက်တူနေကြပါလေတနာစရာကောင်းလာတဲ့လောကသားတွေဟာမောဟဆိုတဲ့တရားကြောင့်မကောင်းတာကိုအကောင်းထင်ကောင်းတာကိုတော့မကောင်းထင်ပုထုဇဉ်အမြင်တွေဟာဒီကနေ့စားဖို့နေရည်အတွက်နေမအားညာမအားလှုပ်ရှားနေရတယ်အလုပ်တွေကနေမအားညာမအားစားနေရတာကအစိတ်တွေသာများပါလေတွားနေကြတာကအဟိတ်ပြေကိုပါဒါကြောင့်ဒီနေ့ပုထုဇဉ်တစ်ပါးကအယောင်အဆင်းရှိတဲ့အစားအစာကိုဓာတုပစ္စည်းများနဲ့အယောင်ချုပ်ပါစားနေကြတာကအစိတ်ကိုစားနေခြင်းပါပဲအယောင်မရှိတဲ့အစားအစာကိုအယောင်ဆိုးပြီးစားတာကလည်းပဲအစိတ်ဖြစ်အောင်အစိတ်တွေကိုစားနေကြတာပါဒါကြောင့်တရားနဲ့ချွတ်လဲအများပဲဇွတ်ဆွဲနေတာကြောင့်အကြောင်းမမှန်လို့အကျိုးမမှန်တယ်လို့ကိုဖလန်လိုမိကိုတူကိုကျိုးနေဖို့အကြောင်းဖန်တဲ့တရားခံကတော့မောဟဆိုတဲ့အဝိဇ္ဇာပါပဲတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီနေ့ချိန်ခါကာလတနာစရာကောင်းလာတဲ့ပုထုဇဉ်ဘဝဤကဲ့သို့အဝိဇ္ဇာတရားမောဟတရားတွေကြီးမားလာရခြင်းဘာကြောင့်လဲလို့ဆိုရင်ဖြင့်ပေါက်ပင်ဘာကြောင့်ကဲရတယ်ပေါက်ပင်ကိုင်းတာဒိုင်းတာလို့ပါဒိုင်းတာဘာလို့နားရတယ်ငါပေါ်လို့နားတာပါငါဘာလို့ပေါ်တာလဲကျွဲလူလို့ပေါ်တာပါကျွဲကဘာကြောင့်လူးတာလဲဖြုတ်ကြိုက်လို့လူးရတာပါဖြုတ်ကဘာလို့ကြိုက်တာလဲမိုးရွာလို့ပါမိုးကဘာလို့ရွာတာလဲ
ဖားအော်တာကြားလို့မိုးရွာတာပါဖားကဘာလို့အော်တာလဲငွေကြိုက်လို့ဖားအော်ရတာပါငွေကဘာလို့ကြိုက်တာလဲအစာစာလို့ငွေကကြိုက်ရခြင်းပါအစာကဘာလို့စာတာလဲခန္ဓာရှိလို့အစာစာတာပါအဲ့ဒီခန္ဓာကဘာလို့ရှိတာလဲသမုဒိယသစ္စာကြောင့်ပါအဲ့ဒီသမုဒိယသစ္စာဘာလို့ဖြစ်တာလဲအဝိဇ္ဇာနဲ့တဏှာမူလနှစ်ဖြာကြောင့်ပါအဲ့ဒီမူလနှစ်ဖြာအကြောင်းမြင်တိုင်းပေါက်ပင်ကိုင်းတာဟာတကယ်တော့ကံမျက်စိကကြည့်ရင်ဒိုင်းနာလို့ကိုင်းတာလို့ဖြစ်ပါလေဉာဏ်မျက်စိကကြည့်မယ်ဆိုရင်ဖြင့်ပေါက်ပင်ကိုင်းတာအဝိဇ္ဇာနဲ့တဏှာကြောင့်ပါလို့မြင်ပါလေဒါကြောင့်ကံမြင်ဉာဏ်မြင်ဓဝရနိတိတရှိကြစေဖို့ဒီကနေ့မန္တလမာလဓမ္မသဘင်မှာသာသနာ့စံပြထေရှင်ကတရားမီးမောင်းထုတ်ပြမယ်ဓမ္မသဘင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်သွားမည်အကြောင်းလေးလေးစားစားကားတော်တရားဖိတ်ကြားအပ်ပါလေတရားချစ်ခင်သူတော်စင်